ကျေးဇူးတော်ရှင်ဧကမဟာပန္နိတမောဂုတ်ဆရာတော်ဘုရားကြီးအမရပူရမြို့မင်္ဂလာရိပ်သာဓမ္မယုံကြီးပေါ်တွင်29ရက်10လ60ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောတရားနာရာသည်ပညာမျက်လုံးလာယူတာပဋိစ္စသမုပ္ပါတရားတော်ဖြစ်သွားတယ်ဒကာဓမ္မတွေလာပြီးတဲ့ပုဂ္ဂိုလ်တွေလည်းကုသိုလ်တော့ရပါတယ်လို့မှတ်နော်ကုသိုလ်ကပဲလည်းရပါလိမ့်မလဲလို့မဲတဲ့ခါကျတော့နာရဝင်းတရေကြီးသည်ရသခင်ကိုရမကြီးပွင့်တယ်လို့သတင်းကြားရသခင်ကိုရမကြီးပွင့်တယ်လို့သတင်းကြားတယ်နဲ့သူစိတ်ထဲမှာတခါတော့ဘုရားဆိုတဲ့သံကြားတဲ့ကကျတိမွင်းချင်းထပြီးရိုးရွံ့ချင်းကြီးကစပြီးကျတိမွင်းချင်းထထားတယ်နဲ့ပဲဘုရားကြီးမနဲ့စောစောရောက်အောင်တော့ဖြင့်ကိုယ်နေရာနဲ့ဝေးလာတယ်ဆိုပြီးကာလဇောရိတုတငယ်ချင်းမိတ်ဆွေတမျိုးတရွာမှာရှိတဲ့တတိယသွားလိုက်မှန်ပါပါတတိယမှာသွားလိုက်တဲ့ခါကြလို့ရှိရင်ဒီပုဂ္ဂိုလ်ကြီးကအမှန်တန်ကျင်ညိုတဲ့သရာကပြင်းထန်ပြီးဒီကလာနေမှန်ပါပါအမှန်တန်သရာကပြင်းထန်ပြီးဒီကလာနေတော့သူ့စိတ်ထဲမှာအဲ့လိုကမပြောဘုရားနဲ့တွေ့ကျင်တဲ့ပီတိသောမနတတွေကများတော့ကဲကြွေသူ့ကိုယ်ကအယောင်ရှင်းလင်းနေထွက်တယ်မှန်ပါပါဗျာသူ့ကိုယ်ကအယောင်ရှင်းလင်းနေထွက်ပြီးလာတော့သူ့လင်းတဲ့သူပဲမိတ်ဆွေတဲ့အိမ်မှာအိမ်နေတာလင်းပြီးခမရဲလို့အောင်းတယ်မှန်ပါပါတကယ်လင်းတာပဲလားသူ့ရှင်းကလင်းနေတာသူ့ရှင်းကလင်းတာပါဗျာသူ့ရှင်းကလင်းနေတယ်ဆိုတာဒကာဓမ္မတွေသိကြမှန်ပါပါအဲ့ဒီမှာသရယောင်ပညာယောင်တွေတခါတည်းဒီဩဘာသတွေထွက်ပြီးဒီကလာလာလိုက်တဲ့ဖြစ်ချင်းတွေကလည်းရှင်ပြောချင်မရှိဘူးမှန်ပါပါဒါနဲ့ပဲသူလင်းနေသူတည်းအဲ့ပဲသူမိတ်ဆွေမှာပဲတည်းနှုတ်ပြီးဒီကလင်းပြီးပြာကျုပ်ဖျားစီသွားတော့မယ်ဆိုပြီးဒီကလာတကားဖွင့်ပြီးထွက်လာတော့သူလင်းနေသူလမ်းလျှောက်လို့ဖြစ်တယ်မှန်ပါဗျာတရားနာသွားတယ်ဆိုတဲ့လမ်းသွားပြီးဒကာဓမ္မတို့မြင်များတော့ဘုဒ္ဓံတယ်ဆိုတာဒီညိုစွဲပန်တဲ့အတွက်သမဏဘုဒ္ဓံတယ်ဆိုတဲ့စိတ်ထဲကသရာတွေကြောင့်ခန္ဓာကအယံလင်းတွေထွက်လာတယ်ဆိုတာမှတ်ထားရမှန်ပါပါဗျာဒီလိုတော့ပြန်ထွက်ရပြီလာတော့ရှေးခါတုန်းကတော့အတုပဆိုတာညသေးတယ်လို့ဆိုလို့ရှိရင်ရွက်ပြန်ထုတ်ပြီးပြမဲ့ဒီတိုင်းအလောင်းကြီးတိုင်းအောင်းနေပါလေမပါဘဲနဲ့ထားမှန်ပါပါဗျာဒါနဲ့သူကလည်းသွားတော့အဲ့ဒီတော်လေးသွားပြီးတဲ့အခါအလောင်းသွားပြီးတဲ့အခါရှင်နဲ့တိုက်မိတဲ့အခါကျတော့သူစိတ်ကြောက်ကြောက်တယ်လို့လန့်တယ်လို့ဖြစ်တော့တကယ်သေးအယောင်လေးကိုယ်ပြီးဒီကလာသွားတော့ဆိုရှိပါသေးလားငါမိတ်ဆွေတစ်ခေကငါတော့လင်းပြီရှင်တို့ကိုအလင်းနဲ့လာခဲ့တာအခုတော့ဖြင့်မောင်းနေပြန်ပါဘောလားလို့ဆိုတော့အဲ့ဒီသုတ်တော်မှာဆောင်းတဲ့နတ်တွေကတတံအတိတတံအတ္တတတံအတ္တသရိတ္ထာတတံကိညာသာသာတိအမုဒ္ဒမဏိကုံတလာဧကတဗရဝိဟာရတကလနဂရိဒေါလာဆိုပြီးရှင်သိမြင်သိယထာသိလူရတဲ့တရားနာသွားတာနဲ့ဘုရားသွားတဲ့ဘုရားကြည်ညိုသွားတဲ့ကလန်းမမှီသေးပါရှင်သိမြင်သိယထာသိသရောသိယသိတွေသူများပါလေလူများတော့လေတဲ့တရားနာသွားတဲ့ခြေတလန်းကိုမမိပါဘူးမှန်ပါပါဘုရားအဲမနေ့ကလာပြီးမှဘုန်းကြီးကလည်းမိုးတွေဖြစ်ပြီးနေတာနဲ့မလာပြဘူးမှန်ပါပါအဲဒီတရားဓမ္မတွေလာကျိုးနှတ်တယ်ဆိုတဲ့ဥစ္စာလေဒီဝိသုတ္တိသာရကထောက်ထားပြီးကြတာဟောအကျိုးရှိခဲ့တယ်ဆိုတာကိုတော့မှတ်တယ်ကျိုးရှိခဲ့တယ်ဆိုတာမှတ်တယ်မှန်ပါပါဒါနဲ့ပဲရှောက်ပြီးဒီကလာသွားလိုက်တာနောက်ဟောငါနတ်ကတော်မှဒကာကြီးသွားတာသွားရှင်သိမြင်သိယထာသိသရောသမီးသိသူကြတဲ့ဒကာကြီးခမရခြေလန်းတလန်းကအဖိုးမပြတ်နိုင်အောင်တံပါတယ်အဲ့ဒါတွေတဲ့သာပါသေးတယ်လို့ပြောလိုက်တော့သူစိတ်ကအမှန်နေရကြတဲ့သွားခြင်းပါလားဆိုပြီးထပ်ပြီးဒီကဝမ်းမြောက်ပြန်တာသူ့အယောင်စင်းတွေထွက်တယ်ဒါပေဒီကလာဝမ်းမြောက်လိုက်ပြန်တော့အယောင်စင်းတွေထွက်လာတယ်အဲ့ဒီအယောင်စင်းတွေထွက်လာပြီးကလာဒီအယောင်စင်းနဲ့သွားတာသွားပြီးဒီကလာဘုရားကလည်း
ဘဝနေပြီးတဲ့ကလည်းသိသူပင်ကိုနာမည်ရင်းကသုဒ္ဓတ္တခေါ်တယ်အနာရင်းတစ်ပြင်းမဟုတ်အနာရင်းတစ်ဆိုကသူများဆိုင်ဖို့ဆိုလို့ဖြစ်တယ်သူများရဲ့ကိုယ်ကိုယ်ရာရှိကရာဖြစ်တဲ့ဆင်းရဲတာကိုပေးခြင်းကံခြင်းများလုံးလို့သူ့ကိုကိုယ်ပဲရှိကပြီးတဲ့ကလာစားတော့နေထိုင်ပြီးတဲ့ကလာသူ့ကိုပြုပြီးချမ်းသာခြင်းတော့အနာထပိဋိကလို့ဆိုထားတယ်နော်ဒီကံကိုးစားရအထရမရှိတဲ့ပုဂ္ဂိုလ်တွေကိုးစားရအထရဖြစ်တဲ့ပုဂ္ဂိုလ်ကြီးဆိုပြီးဆိုင်ဖို့ဆွဲတာပါဒီရင်ဘုရားသခင်ကိုရမကြီးကလာကရှိသေးတဲ့သုဒ္ဓတလာဗလားရှိလို့မေးလိုက်တော့အိုးငါနာမည်ရင်မသိဘူးအောက်မဲ့နေတယ်အမှန်တန်သိပါလားဆိုပို့ဝမ်းမြောက်မှန်ပါပါတခါမှလည်းမတွေ့ဘူးပါမှန်ပါပါတခါမှလည်းမတွေ့ဘူးပဲနဲ့သုဒ္ဓတလာဗလားရှိလို့ပြောလိုက်တယ်နဲ့ဝမ်းသာပြီးဘုရားကြီးခြေစလုံးဖက်ပြီးတယ်တခါတည်းဥဒ္ဒိုက်ရှ िख ိုးပြီးတယ်ကလားကျင်းကျိုသရာရင်းနဲ့ဒကာဓမ္မတွေအဲ့ဒီအချိန်ကစပြီးဘုရားတရားဟောလို့သစ္စာတရားဟောလို့သောတာပန်တရားရှာသဘောကျဒါပြောကြရင်တော့မဟုတ်ပါဘူးတဲ့ဘုန်းကြီးဒကာဓမ္မတွေမနေ့ကဘုမန်းကြီးကံပြီးမှန်းလေးလာရဒီတောင်းမြုပ်ကလာကြဝဲကလာကြတာဒီဟာဘုကလည်းရွာဘုကလည်းတကယ်အချိန်ရွာတာပဲတကယ်ကျွဲမှန်ပါပါအဲ့ဒီချိန်ဘုကလည်းရွာတယ်ဘုကလည်းတကယ်ဖြစ်တော့သေးသေးမဲမဲအဲ့ဒါကြောင့်ရှင်နေလေးပြတ်သွားတဲ့ဥစ္စာကိုလေဒကာဓမ္မတွေအရှင်နေမပြတ်ဘူးရှင်နေပြီးပို့ပြီးဖွတ်တန်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုအခုသေးသေးချာချာဟောသဖြင့်ခြေတလားနဲ့အမျိုးမျိုးမတတ်နိုင်အောင်ပဲမဖြတ်နိုင်အောင်တန်တဲ့အဓိပ္ပာယ်ကိုကြည့်ပြီးဝမ်းမြောက်နေရမယ်အဲ့ဒါဖြင့်ဒကာဓမ္မတို့တရားကိုစကြတယ်တရားစကြလို့တော့ဆိုတော့တရားဘယ်ကနေစရမလဲလို့မဲတဲ့အခါကြလို့ရှင်းဖြင့်ခင်ဗျားတို့ကြတဲ့ဒီကားလို့ရှင်ခန္ဓာကိုယ်ကြီးဟာတရားပဲမှန်ပါပါဗျာတရားစရတော့မဲဆိုလို့ရှင်ဒီကနေ့ခန္ဓာကစရမှန်ပါပါဗျာတရားဟောပါလို့ရှင်ဘုရားဒကာဓမ္မတွေတောင်းပန်လို့ရှင်းဖြင့်ဘုန်းကြီးကတော့ဖြင့်ခန္ဓာကိုယ်ကိုပဲကြည့်ပြီးဟောရမှန်ပါဗျာ။ဩဘုန်းကြီးကတရားဟောတယ်ဆိုတာတခြားလားအောက်မဲ့နေတယ်။မြတ်စွာဘုရားရှင်ကိုရမကြီးလည်းဒီလိုပဲဟောတာပဲဒုက္ခန္တာကြည့်ပြီးဟောရတာ။မှန်ပါဗျာ။ဒါပြန်တရားရှာခန္ဓာတွေ့ပေါ့ဗျာ။မှန်ပါဗျာ။တရားရှာခန္ဓာတွေ့ဆိုတာဘုန်းကြီးကဓမ္မတွေကလေးစားမှတ်ထားရအောင်။မှန်ပါဗျာ။တရားရှာခန္ဓာတွေ့ပေါ့ဗျာ။အဲ့ဒါခန္ဓာရှိရတာနဲ့တရားမသိလို့တရားရှာရတယ်ဟုတ်ခန္ဓာကတော့တရားဆိုတာဖြင့်ဒကာဓမ္မတို့ဉာဏ်ဆောင်ဖို့မလိုပါဘူးမလိုပါဘူးဗျာသို့တော်လည်းတရားရှိပေမဲ့လည်းတရားမသိတော့မှန်ပါပါခက်ကြီးပါဒကာဆိုတရားရှိပေမဲ့တရားမသိတော့ခက်ပါတရားရှိပေမဲ့တရားမသိတော့ခက်တယ်ဆိုတဲ့အဓိပ္ပာယ်ကလည်းခန္ဓာရှိရတဲ့ဒီခန္ဓာကြီးကိုအထင်လွဲမြင်မှားတွေကတိုးပွားနေတဲ့တွေ့တဲ့ဒကာဓမ္မတို့တရားရှာကြရပါသင်္ကြန်တရားကတော့ဖြင့်ဘုန်းကြီးယူဆောင်လာတဲ့တရားလားဒကာဓမ္မတို့ယူဆောင်လာတဲ့တရားလားလို့မေးလို့ရှိရင်ဖြင့်ဒကာသစ်ဘယ်လိုရှိပါဒကာဓမ္မတွေယူဆောင်လာတဲ့တရားပါဒီတရားကိုဒကာဓမ္မတွေကကိုယ်စိနဲ့ကိုယ်ယောဂနဲ့ကိုယ်မှာယောဂရှိကြတယ်ကိုယ်ပါလာတဲ့ဆေးကိုပဲတောက်ရင်ကြောက်လိမ့်မယ်ဆိုတာမသိတဲ့အဓိပ္ပာယ်ကလည်းရှိသေးအဲဒီလိုရှိပြီးဒီကလာနေတော့ဒီဓမ္မတွေဒီကနေပြီးဒီကလာဒီခန္ဓာရှိပြီးဒီကလာတဲ့ဒီတရားတွေကိုပဲဒီကနေပြီးစေသမသဘောဖြစ်တဲ့ဘုရားသခင်ကိုရမကြီးဘုရားသခင်ကိုရမကြီးတပိသားဖြစ်တဲ့ပုဂ္ဂိုလ်များကအာဒီလေဒီစေတွေကိုသောက်လိုက်ပါလားဆိုတဲ့ဥစ္စာသူပြုလာတဲ့စေသူတိုက်ဖို့ပါမယ်သူညာနဲ့သူရှိရသူညာနဲ့ဒုက္ခန္တာကိုသူညာနဲ့ဒုက္ခန္တာရှိရမှာပါပဲဆိုတာတော့ရှင်းလင်းနေပါပြီရှင်းပါပါဘုရားအဲဒါဖြင့်သူညာနဲ့ဒုက္ခန္တာရှိရများတော့လေသိပါရဲ့သိမှမသိတာကလည်းရှိသေးတာမှန်ပါဗျာအဲဒီလိုဖြစ်ပြီးဒီကလာနေတော့ဆရာသမားကူညီကလျာဏမိတ်တာကူညီမပါရင်မပြီးနိုင်ဘူးဆိုတဲ့အိဗယ်ရှင်းလို့ရှင်းပါဗျာအဲ့ဒါဖြင့်ကလျာဏမိတ်တာဖြစ်တဲ့ဆရာသမားရဲ့ကူညီမှုကိုခင်ဗျားတို့ယူပါမှသောတာပန်တည်နိုင်မယ်မှန်ပါပါဒီကူညီမယူဘူးကိုယ်ရင်နဲ့ကိုယ်တာရသမီးရှိပါရဲ့နဲ့ရှင်ကုန်နေကြမယ်ဆိုလို့ရှိရင်ဖြင့်ခင်ဗျားတို့ဤနေ့တကပြောခဲ့တဲ့ပရိစ္ဆေသမုပ္ပါ
6ခုအဖြစ်တနေ့လုံးလဲလို့ပတ်လို့ပြီးမှာမဟုတ်ဘူးပြီးပါဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေဒီကားလို့ဆိုလို့ရှိရင်ပြင်အေးဟာကိုရေးပဲကိုမျက်စိတရားမရတော့လဲနေတယ်ဗျာဒီဒီကားမှမပွင့်ရရလို့ရှိရင်နောက်ပွင့်လားမမြင်ဘူးဆိုတာအဓိပ္ပာယ်မှတ်ပါကျူးစားချက်စမ်းပါဆိုတာသတိပေးရနော်ဘယ်နဲ့ကြောင့်သတိပေးပါလိမ့်မလဲဆရာဘုန်းကြီးလည်းကျူးစားပါနဲ့တို့တိုက်တွန်းရတာအကျဉ်းများကိုမရေတွက်နိုင်ပါဘူးလို့ဆို냐တော့လေခန္ဓာကိုယ်စိတ်မချလို့သာမှတ်ပါဘယ်နဲ့ကြောင့်ကျူးစားပါတိုက်တွန်းရဘူးခန္ဓာကိုယ်စိတ်မချတာကတော့သင်ရှားဒါကြောင့်ကိုယ်ခန္ဓာကိုယ်စိတ်ချတယ်ကိုယ်ခန္ဓာကိုယ်ကမိမိတဏှာလောဘကတော့ခန္ဓာကြီးတွေကလည်းဆိုလို့ရှိရင်ဖြင့်ခိုင်းလို့ရှိလို့ခန္ဓာကိုယ်ခိုင်းရရှိတဏှာလောဘကစီမံသုံးမယ်ခန္ဓာသွားခြင်းကတော့ဖြင့်ဝေယကနာယကသေးတဲ့သူအမြဲတမ်းလမ်းလျှောက်နေတဲ့မရောက်အရောက်သွားနေတဲ့ခန္ဓာဝင်ပဲဆိုတာတော့အမှန်ပါပဲမှန်ပါပါဒါကြောင့်ကာရမတော့သတိပေးရပါအသေးကမဥခင်ဉာဏ်ကဥကြပါစေဘာလဲအသေးကမဥခင်ဉာဏ်ကဥကြပါစေတဏှာခိုင်းတဲ့ထဲချော့မော့ပြီးဒီကလာပြော့ပြီးဒီကလာမနေပါနဲ့တဏှာခိုင်းတဲ့အတိုင်းလာလိုက်နေမယ်ဆိုရင်ခင်ဗျားတို့စိုးရိမ်မှုရဲ့သောကရဲ့ဗျာပါဒရဲ့အပယ်နေရဲ့ဒါပဲအမြတ်ထွက်ဒါပြန်ထွက်ကြရှိသေးတယ်တဏှာခိုင်းတဲ့အတိုင်းဘုန်းကြီးတို့ဓမ္မတွေကလိုက်နာနေကြမယ်ဆိုလို့ရှိရင်ပြန်ခင်မှုကြောင့်စိုးရိမ်မှုလိုက်လိမ့်မယ်စိုးရိမ်မှုလိုက်လို့ရှိရင်သောကဗျာပါဒဆိုတာကောအဲ့ဒါသိလို့ဖြစ်တယ်လားမသိလို့ဖြစ်မသိလို့ဖြစ်တော့ဝိဇ္ဇာဖြစ်ကြသင်္ခါရပြန်လှည့်သင်္ခါရဖြစ်ကြဝိညာဏဒုက္ခခန္ဓာသသမုဒယဟောတိဒုက္ခစုကြီးရဖို့ပဲဒါကြောင့်တရားဓမ္မတွေတဏှာခိုင်းတာကိုအရင်မထားပဲနဲ့တခါကလေးမှပေါ်လာတဲ့ဆရာသမားတခါကလေးမှပေါ်လာတဲ့ညဤဉာဏ်ကိုယ်သာလည်းကိုယ်စားရအထာရအစ်ဖြစ်ပြီးဒီကလာဉာဏ်ခိုင်းတာကိုသာငါတို့ဒီအဓိကထားတော့မယ်တဏှာခိုင်းတာကိုဖြင့်ဒုက္ခပင်လေဝေရလမ်းသံဃာမှာမြုံမျောလမ်းကိုသူခိုင်းနေတယ်ဆိုတော့သိပြီးသားဖြစ်လေတော့ကြောင့်ဘုန်းကြီးဓမ္မတွေဒီညလို့ကိုပြင်းလဲလို့ပါမပြင်းလဲလို့ပါပြင်းလဲအမှန်ဖြစ်ရမှာမပြင်းအမှန်ဖြစ်ရမယ်ဆိုတာသဘောကျဒါကြောင့်တရားဓမ္မတွေဒီကားလို့ဆိုလို့ရှိရင်ခန္ဓာဉာဏ်နဲ့ကြည့်တဲ့လောက်ပါဖြင့်တရားကျွယ်တို့တရားသစ်တို့အရေးကြီးဆုံးလို့ခန္ဓာဉာဏ်နဲ့ကြည့်တဲ့လောက်ပါဒါဘူးအရေးကြီးပါလားအားလုံးတရားဓမ္မတွေဘယ်ဟာအရေးကြီးပါလဲခန္ဓာတဏှာနဲ့ကတော့ဘုန်းကြီးတို့ကမကြည့်ချင်ဘူးခန္ဓာတဏှာနဲ့ကြည့်လို့ရှိရင်ဖြင့်တဏှာဥပါဒံကံဇာတိစရာမရဏဆိုပြီးသွားတယ်ခန္ဓာဉာဏ်နဲ့ကြည့်လိုက်ပြီဒီမှာဖြင့်တဲ့အဝိဇ္ဇာချုပ်လို့သင်္ခါရချုပ်ပါမချုပ်ဘူးလားခန္ဓာဉာဏ်နဲ့ကြည့်တော့ခန္ဓာရဲ့အိဋ္ဌချက်တွေဉာဏ်လိုက်တဲ့အခါကျတော့ဒကာကျွာဝိဇ္ဇာကဘာဖြစ်သွားဝိဇ္ဇာဖြစ်သွားတော့ဝိဇ္ဇာဖြစ်သွားတဲ့ကသင်္ခါရလာနိုင်သေးရဲ့သင်္ခါရမလာတော့ဝိဇ္ဇာချုပ်လို့သင်္ခါရချုပ်သင်္ခါရချုပ်လို့ဝိညာဉ်လေးဒါလည်းချုပ်တဲ့ဒုက္ခခန္ဓာကနိရောဓဟောတိဒုက္ခဆိုရင်လည်းချုပ်သွားတယ်ဆိုတာကဖြင့်ရှင်းလင်းနေပါဒါဒုက္ခဒါဖြင့်ယသမားပေးတဲ့အတိုင်းဘုရားဟောတော်မူတဲ့အတိုင်းခန္ဓာဉာဏ်ရောက်ပြီးအရေးကြီးဆုံးဖြစ်ပဲဘာဆုံးဖြတ်ချက်ခန္ဓာဉာဏ်ရောက်ပါအရေးကြီးဆုံးဖြစ်ပဲဆိုတာမှတ်ထားချက်ပဲဒီခန္ဓာဉာဏ်ရောက်ဆိုတဲ့စကားဟာလေတခါကျော်ကသေးသေးစိတ်စိတ်မှတ်ပါခန္ဓာဉာဏ်ရောက်ဖို့အရေးရတာတော်တော့ဆရာသမားနဲ့ဆိုရင်ဖြင့်ညွှန်းမပြနိုင်ဘူးမပြနိုင်ဘူးပထေကြီးသာဖြစ်နေတာပဲခန္ဓာအစစ်ကိုခန္ဓာရဲ့သင်္ကိုယ်သဘောသို့မရောက်ပါဘူး။ရောက်ပါဘူး။ဘာငါရဲ့သင်္ကိုယ်သဘောသို့မရောက်ပါဘူး။ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေဉာဏ်နှလုံးတက်ပေးတဲ့သုတ္တဝါရိယသာကောဆိုတဲ့အတိုင်းဩအရိယတို့ဤတပိသားဖြစ်နေနားထောင်ယူမှသာလည်းမျက်လုံးမှန်နေရကူ။မှန်ပါဗျာ။မျက်မှောက်လို့ရှင်မျက်လုံးမှန်ရဖို့ရ။သဘောပါ။ဩဒါကြောင့်တရား
တရားနာမှုဒီဘာလိမ့်မလို့မဲတဲ့အခါကျတော့ပညာမျက်လုံးတက်ပေးတာမှန်ပါဗျာဓမ္မတွေကပညာမျက်လုံးလာယူတာမှန်ပါဗျာဒီပညာမျက်လုံးနဲ့ဘယ်ဟာကြည့်ရမှာခန္ဓာကြည့်ခန္ဓာကြည့်လိုက်တော့ခန္ဓာရဲ့ပင်ကိုယ်သဘောကိုခန္ဓာကပြောပါလိမ့်မှန်ပါဗျာခန္ဓာရဲ့ပင်ကိုယ်သဘောကိုခန္ဓာခန္ဓာရဲ့ပင်ကိုယ်သဘောခန္ဓာကပြောလို့ရှိရင်ဖြင့်ဓမ္မကသူပြောလို့ပြောနဲ့သူပြောလို့ပြောနဲ့မိမိတို့အထိတ်မှမှာဖြင့်မယူတော့ပါဘူးမှန်ပါဗျာခန္ဓာပြောကိုအဓိကထားယူပါတော့မယ်ဆိုတဲ့အိဗယ်ရှင်းသွားရှင်းပါဗျာသဘောပါဒါဖြင့်ဓမ္မခန္ဓာဉာဏ်ရောက်အလုပ်ပါဖြင့်အရေးကြီးဆုံးဘုရားကံကိုရမေကြီးဖရာဖြစ်သွားရှင်သာရိပုတ္တရာတို့လဝယံရှင်မဝလန်းတို့လက်ရရနေဖြစ်ပြီးသွားတာဒီဘယ်လိုများဖြစ်သွားကြပါလဲဘယ်လိုများအာသောပုံသွားကြပါလိမ့်ဘယ်လိုမဲတဲ့အခါကြတော့မှဓမ္မတို့ခန္ဓာအမှန်သိလို့အာသောပုံသွားတယ်ဘယ်လိုရောက်ပုံပါလဲခန္ဓာအမှန်သိလို့အာသောပုံသွားတယ်ဆိုတဲ့ဥစ္စာလည်းရှင်းပါရှင်းပါပါဒါဖြင့်ခန္ဓာအမှန်သိမှအာသောပုံတယ်ခန္ဓာအမှန်သိဖို့ရလဲကလျာဏမိတ်တရှိယူမရပါဗျာခန္ဓာမှန်သိမှလည်းအာသောကုန်တယ်ခန္ဓာမှန်သိမှအာသောကုန်ပါဗျာခန္ဓာမှန်သိမှအာသောကုန်နော်ခန္ဓာမှန်သိမှလည်းအာသောကုန်တယ်ဆိုတော့အာသောကုန်ခြင်းလို့ရှိရင်ခန္ဓာမှန်သိခြင်းလည်းကလျာဏမိတ်တရှိကပ်ပါဘူးခန္ဓာမှန်သိခြင်းလည်းကလျာဏမိတ်တရှိကပ်ပါဘူးတပည့်ကြခန္ဓာမှန်သိခြင်းလို့ရှိရင်ဖြင့်ဓမ္မတို့ကလျာဏမိတ်တာရေးကြည့်ပါလေမှန်ပါဗျာဒါကြောင့်ရှင်အနန္ဒဘုရားမေးတယ်ရှင်အနန္ဒဒီရောနာမင်းတွေကကလျာဏမိတ်တာများအဖြစ်လူတုတယောက်ပေါ်၌ဘလုံးများကျေးဇူးများကြုံကွာလို့ဘုရားကမေးလိုက်တဲ့အခါသူကတော့သတ္တပါဘူးမှန်ပါဗျာတဝက်ဟာဖြင့်ဘုရားသူ့ကူညီပါပဲလို့ဖြေလိုက်မှန်ပါဗျာဟောမင်းဒီကားလို့ရှင်သာဝကဖြစ်တဲ့ငါ့တပိသားဖြစ်တဲ့သာဝကအညာဆုံးညာနဲ့ကြည့်လိုက်တော့မင်းတဝက်လို့ပြောတာကွာတဲ့မဟုတ်ပါဘူးကွာအလုံးစုံကိုသုတ္တဝံကြီးပါပဲမှန်ပါဗျာသဘောပါမှန်ပါဗျာဒီတရားဘယ်လုံးအခုတော်ရံလုံးအမျိုးမျိုးဒီဘုန်းကြီးတော်ရဲပဲအကုန်တယ်နေရတယ်မှန်ပါဗျာဓမ္မတွေပဲလေးပါပိတ်ဖို့မဉ္ဇဉ်ဘုဉ္ဇဉ်ရဖို့နိဗ္ဗာန်မြင်ဖို့လူမပါဒီတယောက်ထဲကနေပြီးကာလကတိကလျာဏမိတ်တာကကလျာဏအကောင်းကမိတ်တာကဆွေခမောဆရာသမားသူတယောက်ထဲပေါ်မှာတကားကျွတ်ကုန်ပြီးနေတာသဘောပါဒါကြောင့်ခန္ဓာညာနဲ့ပြည့်တယ်လို့ရှိရင်ကလျာဏမိတ်တာဘောင်းအောင်ကလျာဏမိတ်တာဘောင်းတော့မှာကလျာဏမိတ်တာကယောနိတော်မနတိကာရဆိုတဲ့မျက်လုံးတက်ပြီယောနိတော်မနတိကာရဆိုတဲ့မျက်လုံးနဲ့တက်ပေးလိုက်တဲ့အခါကျမှခင်ဗျားတို့ကအဲဒီယောနိတော်မနတိကာရဆိုတဲ့ညမျက်လုံးလေးနဲ့မှခန္ဓာကြည့်ရခန္ဓာကြည့်တော့မှခန္ဓာကဒီနေ့ကပြောတဲ့ပါဠိတော်အတိုင်းပေါ့ဗျာခန္ဓာကဘာလို့ဆိုလို့ရှိရင်ဒီနေ့ကအိပတိကောငါ့ကိုကြည့်ပါငါ့ကိုကြည့်ပါခန္ဓာကပြောအဲ့ဒီကြတော့မှခန္ဓာကခေါ်တာနဲ့ခန္ဓာကပြောတာသိတော့ဒီရင်မှဆရာပေးထားတဲ့ကလျာဏမျက်လုံးလေးယောနိတော်မနတိကမျက်လုံးလေးနဲ့ဒကာဓမ္မတွေကဩတန်တိတိကိုကိုယ်တိုင်မြင်အောင်ကြည့်လိုက်ရတယ်သဘောကျဒါဖြင့်ဆရာပေးထားတဲ့မျက်လုံးနဲ့ခန္ဓာကိုခန္ဓာကခေါ်တာကိုကိုယ်တိုင်ကြည့်လိုက်ပြီဒီမှာဖြင့်ခန္ဓာကကျုပ်ကဒုက္ခသစ္စာပါပဲဆိုတဲ့အကြောင်းကိုခန္ဓာကပြောသဘောကျဘယ်သူကများပြောပါဘာသစ္စာလဲခန္ဓာကပြောလာတဲ့အခါကျတော့ဓမ္မတို့သူပြောလို့ပြောလမ်းဆုံးသွားခန္ဓာကပြောတော့သူပြောလို့ပြောလမ်းဆုံးခန္ဓာကပြောတဲ့အခါမှာသူပြောလို့ပြောလမ်းဆုံးပါခန္ဓာပြောကိုနားမထောင်ပါသေးတဲ့ပုဂ္ဂိုလ်များပါပြန်ကိုဆရာကကောင်းလို့ဒီဆရာကကောင်းလို့ပြားသွားတယ်တခါကျွေးခန္ဓာကပြောတာကိုသေချာမိတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်သူပြောခန္ဓာရှိလေညွှန်ညံ့မှာပဲခန္ဓာကပြောတာအမှန်ဆုံးပဲဒီဆုံးဖြတ်ချက်မကြဘူးဒါကြောင့်ဘုရားဓမ္မတွေခန္ဓာညာရောက်ကိုရေးဟာလေနှလုံးသွင်းမှရောက်နိုင်ပါတယ်သဘောပါ
တ္တကမျက်လုံးတက်ပေးဦးမှာကိုမိဘရိုးရမျက်လုံးနဲ့ဖြင့်အမေပဲသိမှာပဲဖေပဲသိမှာပဲညီကောင်မောင်နှမပဲသိမှာပဲရောင်းရတယ်ဝယ်ရတယ်လို့ဆိုတာသိမှာပဲတဏှာအလုတ်တာသိတယ်ညာလို့မသိပါဘူးဆိုတော့သုံးပြချက်ချပါတော့ပေါ်ကြဒါကြောင့်ဘုရားသခင်ကိုရမေကြီးဟောတော်မူတဲ့တရားသွက်ခါတော်ဘဂဝတာရမောဘဂဝတာမြတ်ဆိုရင်သွက်ခါတော်မင်းတို့အတွက်ကောင်းအောင်ဟောနေကြဟိဘုရားတော်မူတာပါတဲ့ဒီတရားဓမ္မတွေအတွက်ကောင်းအောင်ဟောနေတယ်ဆိုတာသိကြပါလားဟောဒါဖြင့်ဘုရားဟောတော်မူတဲ့သစ္စာတရားတွေတရားဓမ္မတွေကောင်းအောင်ဟောနေတော့ဘယ်လိုကောင်းအောင်လုံးလို့မေးဖို့အချက်ကပေါ်လာဘယ်လိုကောင်းအောင်လုံးဆိုတော့မနေ့ကကလျာဏမိတ်တိုင်ဆိုဘုရားကောင်းအောင်ပြောနေတဲ့အခါကျတော့ခမည်းတော်မှာဒုက္ခအစုဖြစ်တဲ့ပရိစ္ဆေသမုပ္ပါခန္ဓာစပြတ်တယ်ဒုက္ခအစုကြီးဖြစ်တဲ့ပရိစ္ဆေသမုပ္ပါကြီးကဘာဖြစ်ဟောဒါဖြင့်သုခါတော်ဘုရားဓမ္မဆိုတာကောင်းအောင်ဟောထားတဲ့တရားမှုပြတ်တာဘူးကောင်းအောင်ဟောထားတဲ့တရားကိုမှတရားဓမ္မတွေကမလိုက်နာမကျင့်ကြံကြဘူးဆိုလို့ရှိရင်ကိုယ်ခန္ဓာကိုဒီဒုက္ခပြီးဟိုဒုက္ခငါပြည့်ရှိပဲလားသုံးပြချက်ချပါတော့သိကြောက်ကြကောင်းပါဓမ္မတို့ဒီရေးကိုသေးသေးကိုယ်ကိုယ်မထင်ပါနဲ့ဒီဘဝကိုရေပေါင်းများစွာချမ်းသာကိုဘန်းတွင်ဆူတောင်းရပါတယ်ဒီဟာကရကိုမရညာရတော့ကလျာဏမိတ်တကတပ်ပေးတဲ့ယောနိသောမနတိကာရမျက်လုံးမရတရွေ့တခါစစ်ဘယ်တော့မှဒုက္ခသမသိဘူးသဘောကျကလျာဏမိတ်တကယောနိသောမနတိကာရမျက်လုံးတက်မပေးဘယ်တော့မှဒုက္ခသမသိဘူးဆိုတာသေချာမှတ်ပါရှင်းမလားဒါပြန်ဘုန်းကြီးတို့ဓမ္မတွေအခုနေတိုင်းတရားဟောတာဘာပါလိမ့်မလဲလို့ကြက်ခတ်ကြည့်တော့ဩတို့မျိုးလုံးမကြည့်ကြည့်အောင်တတ်ပေးနေတာမကောင်းသေးပြန်တက်လိုက်နည်းနည်းမြင်သေးမြန်းမြန်းမြင်အောင်ပြန်တက်လိုက်ဒီလိုနေတိုင်းတိုးပြီးဒီကရပေးနေရတာဟာဒီမှာတကကျွဲသေးသေးဖြာဖြာကလျာဏမိတ်တိုက်ဂုံသူဝိသေသဓုတွေပေါ်လာပေါ်လာဘူးလားပေါ်လာပါဗျာကဲဒါဖြင့်ဓမ္မတွေနမလို့ရှိရင်ခမည်းတော်လုံနေတဲ့လို့ဘာလုံးများလုံနေတုံးလို့နေတဲ့အခါကြလို့ရှိရင်ဖြင့်ဒီနေ့တုန်းကသတင်းတွေကဟောခဲ့တယ်ဘုဥမာတယ်ဝေသွားတဲ့ပရိစ္ဆေသမုပ္ပါကြီးရှိပါဘူးဗျာပရိစ္ဆေသမုပ္ပါကြီးကိုဓမ္မတွေကြည့်လိုက်တဲ့အခါကျတော့ဝိဇ္ဇာတဏှာကဓမ္မတွေသိတဲ့အတိုင်းမတောင်းကြီးလို့ဒီနေ့ဟောခဲ့ဟောခဲ့ဝိဇ္ဇာတဏှာကတောင်းကြီးလို့ဟောခဲ့တော့ဝိဇ္ဇာကမသိဘူးတဏှာကလိုချင်မှုမှန်ပါပါဒီတစ်ခုကပါတဲ့ဩသံဃာဆက်ယထာကြီးမထောင်းပဲဘယ်လိုပါလဲသံဃာဆက်ယထာကြီးမထောင်းကြီးပဲဆိုတဲ့ဥစ္စာလဲခင်ဗျားတို့ဘုန်းတွေကလည်းနားရဒီဗရောင်းကြီးတွေကလည်းဆိုလို့ရှိရင်ဗရောင်းမှာခင်ဗျားတို့ကသေးသေးသွဲသွဲလို့မမှတ်ပါနဲ့ငါသားငါသမီးဆိုတော့မသိလို့ပြောတာတခါတော့ဗရောင်းစတယ်တခါကျငါသားငါသမီးငါမီးဆိုတာသစ္စာတွေမြင်သေးရဲ့မမြင်ပါဘူးဗျာအဲ့ဒါတွေစဉ်းစားကြည့်ပါတခါကျတို့သစ္စာမမြင်ကြတဲ့ကအဝိဇ္ဇာဒါပြန်ဗရောင်းစတယ်မိုးလင်းလို့ရှိရင်ဒကာဓမ္မတို့ဘာလို့ပါလိမ့်မလဲလို့မဲလိုက်တဲ့အခါကျရင်တပည့်တို့စရင်ဗျာသားလေးနေကောင်းရဲ့လားသမီးလေးနေကောင်းရဲ့လားတိုင်လုံးကြမ်းမှကြရလားဘယ်သူကပဲသွားဖို့ရေးရပဲကိစ္စရှိသေးတယ်ဆိုတာပဲစီစဉ်ရတော့တခါတော့ပုဂ္ဂိုလ်သတ္တဝါတွေပေါ်လာပေါ်လာကြပါပေါ်လာလို့ရှိရင်ဒကာဓမ္မတွေကစဉ်းစားပါလားမရှိတဲ့အရှိကပေါ်လာမသိလို့ပြောတဲ့အလုပ်တွေပေါ်လာတော့မသိတာပါပဲမိုးလင်းရမတော်ကြီးစတယ်သဘောကျမိုးလင်းရဗါတယ်မိုးလင်းပါတော့ဘုန်းကြီးဖြင့်ဒကာရမတွေဆိုရင်မိုးလင်းလို့ရှိရင်သားပဲသွားဟဲ့သမီးပဲသွားဟဲ့ငါပါလုံးမဟဲ့ဆိုတဲ့ဥစ္စာတွေဒကာလဲယုံနာဒုက္ခသစ္စာတွေအခုပြောက်ပြီးဒါပြောက်ကြတဲ့ကမသိလို့ပြောက်ရှိရသားနဲ့ရှိရသားနဲ့မသိတာနဲ့ကြောက်သွားတော့မိုးလင်းတရားဓမ္မတွေဘာလို့ပါလဲလို့ဆိုတန်လျာလဲဖို့ဗရောင်းတယ်လို့ဗျာမှန်ပါဗျာညနေနားထောင်ကြ
မရှိပါဘူးမိုးလင်းဘာလို့ကြပါလဲသံဃာလေဖို့တောင်းတယ်တကယ်ပဲညာနဲ့ပေချာကြည့်မှညာနဲ့ပေချာကြည့်မှတကယ်ကျအတော်ဆိုးသားရဲ့သမီးရဲ့ဆွေရမြေရဲ့ကိစ္စရဲ့ပစ္စည်းတွေရဲ့လို့ပေါ်လာတဲ့ဒုက္ခသစ္စာဆိုတဲ့ညာနဲ့ရောက်ဖို့မရောက်တော့ဘူးရောက်ပါဘူးဖြစ်တဲ့ကလည်းမပေါ်လာတော့မပေါ်လာတော့ပုဂ္ဂိုလ်သတ္တဝါတွေပေါ်လာဒါပါလိမ့်တော့ကဲခတ်ကြည့်တော့ဗတောင်းတဲ့တာဟုတ်လားအဲ့တော့ဒါလည်းပေါ်လာပြီးဒီကလာသူတို့နေကောင်းလို့ဝမ်းမသားရသေးတယ်သူတို့ကသွားပါလာပါရတယ်တော်သေးရဲ့ဆိုတော့ဒါလေးကတော်သေးရဲ့ဆိုတာကဘာတုံးလို့မဲတဲ့အခါကျတော့ဒကာဓမ္မတို့ခင်လို့ပေါ့ဘယ်လိုဆိုကြပါဒါဖြင့်ရောက်ရထားတဲ့သာသမီတွေနဲ့ရောက်ရထားတဲ့ခန္ဓာကြီးကိုခင်လာကြတာဘုက္ခန္ဓာကြီးကိုငါဘာလို့ရမလဲဆိုတဲ့ဥစ္စာကိုခန္ဓာကြီးကိုတကယ်ငါထင်သူထင်ပြီးယောက်ျားထင်မိန်းမထင်ပြီးဒီကလာနေတဲ့ကဝိသဘုက္ခန္ဓာကိုခင်သာသမီတွေခင်လာကြတာမိုးလက်နေနေတဲ့တကယ်ပြောဗရောင်းတဲ့ရှင်းကြမိုးလက်နေတဲ့တကယ်နေတဲ့ဒါပရိစ္ဆေသမုပ္ပါဒကယူဝေထားတဲ့ပရိစ္ဆေသမုပ္ပါကြည့်လိုက်လို့ရှင်းဖြင့်ဘဝတော်တို့ပေါ်လိမ့်မယ်မဟုတ်ဘူးလားပေါ်တယ်တဲ့ဩငါမိုးလင်းလို့ရှင်းဖြင့်လင်းချင်းတခါတည်းခန္ဓာညာစိုက်ပြီးတော့ဖြစ်တဲ့ရှုပြီးထားခဲ့ဆိုတဲ့နေ့ကတည်းပါခဲ့ပါခဲ့ဘူးလားအမတန်ပါခဲ့ပါဆိုတော့မသိတာထားပြီးဒီကလာခဲ့တော့လေဆိုတဲ့အဓိပ္ပာယ်အဝိဇ္ဇာပါဗျာမသိလို့ရှိရင်ဖြင့်ဘယ်သူနေကောင်းကြလားဘယ်ဝနေကောင်းကြလားဘယ်သူကဘယ်ဘာလို့နေပါလိမ့်လို့ဆိုပြီးဒီကလာအောင်သွားနိုင်တာနဲ့သားလေးသမီးလေးတွေမြင်လိုက်တဲ့ဆိုခင်လိုက်တဲ့ကနောက်ကလိုက်ပါဗျာဆိုတော့မိုးလင်းရပါတည်ကြတောင်းပါဗျာဒီကကျွေးတဲကြောက်ကြကောင်းပါဗျာမိုးလင်းရပါလို့ကြတောင်းပါဗျာဟောတန်တရားဘင်းကြီးကိုစပြီးဒီကလာမတော်မပါလို့ရှိရင်ထောက်ဆိုင်ကြမရှိဘူးတောင်းမပိုင်တောက်ဆိုင်เสียမရှိဘူးဆိုတော့သိကြဗလားခိုင်းဒါပြန်ခင်ဗျားတို့ကစောစီစီပါလို့ပါလိမ့်မလို့မဲတဲ့ခါကျမှတကယ်သိပါတဲ့တောင်းတယ်တောင်းစားပြီးဘူးတယ်လိုက်ရှင်းဘရောင်းတယ်ပြီးလို့ရှိရင်ဒီဘိန်းကြီးကဘရောင်းကြီးတက်တယ်ဆိုလို့ရှိရင်ဖြင့်မလဲနိုင်သေးဘူးဒီထဲမှာအဲ့ရကလည်းထပါရောတဲ့ကာယကံနဲ့ဒကာဓမ္မတွေကအေးလက်ဖေးမဆူသေးဘူးလားကပ်ပီလေးတစ်ခေါက်မှမရသေးဘူးလားဆိုတဲ့ကာယကံတွေကဝစီကံတွေကမလုပ်ကြဘူးကာယကံကချောင်းချောင်းကြည့်လိုက်ဝစီကံကယူခဲ့ဟိပြောလိုက်ဒါတွေကဘာတွေပါလိမ့်မလို့ကံသဘောကျဒါတွေကဘာတွေပါလဲဘရောင်းတဲ့ပြည်ကာလဒကာဓမ္မတွေကံလေးဟူသောအကုသိုလ်ကံလေးဟူသောထောက်တွေကလည်းထောက်လိုက်ဒီဘက်ကြည့်ပါဒကာကျွဲတို့အကုသိုလ်ကံထောက်လာအဲ့ဒါနိုးလာလို့ရှိရင်ဘရောင်းနေရင်တည်ပြီးကံလေးဟူသောထောက်ဒီတော့ပြည်ဒီကလာအကုသိုလ်တော့ထောက်တရားလေးပါလေလေရှိခိုးမှာယနေ့အတွက်ဖြင့်အန္တရာယ်ကင်းအောင်ဖေးရှင်းအောင်ခန္ဓာကိုယ်ကြီးအတွက်အန္တရာယ်ကင်းဖေးရှင်းအောင်ဆိုပြီးတရားရှိခိုးလိုက်ရှိခန္ဓာကိုယ်အန္တရာယ်ကင်းဖေးကင်းအောင်ဒီကြီးကနေပြည်ဒီကလာကိုရှင်းဆောင်လုပ်ပြီးဒီကလာလုံးမသာလည်းတိမ်လုံးနဲ့ကြမ်းမှကြမှာပေါ့ဆိုပြီးဒီကလာတရားလေးပါလေရှိခိုးဆုံးတော့ဝယ်လေးရလို့ရှင်တင်ဖို့ရမှန်ပါဗျာအဲ့ဒါကဘာလို့မေးတဲ့ခါကျတော့ကိုယ်တဲ့ခန္ဓာကိုယ်ကြမ်းမှရေးချမ်းသာရေးနောက်ဘဝကောင်းစားရေးဒီတော့ကလည်းတခါတော့ပုံညာပြီးသင်္ခါရတော့ပါလားတခါကျွဲပုံညာပြီးသင်္ခါရတော့ဆိုတာသဘောကျဒါကုသိုလ်တော့ကုသိုလ်တော့ပြောတယ်လေကုသိုလ်ကနိဗ္ဗာန်ရောက်တဲ့ကုသိုလ်လားမရောက်တဲ့ကုသိုလ်လားလို့မဲတော့ကျမ်းမာရေးချမ်းသာရေးနဲ့ဘုံဘဝလူရှိလို့လုပ်တဲ့ကုသိုလ်ရှင်ဖြင့်နိဗ္ဗာန်မရောက်ဘူးထောက်တာသွားဖြစ်မှန်ပါဗျာပရိစ္ဆေသမုပ္ပါထောက်သွားဖြစ်တယ်ဆိုတော့ခေါင်းကစားကြသတ်ခြင်းတဲ့စိတ်ကလေးအကုသိုလ်တော့အခုတကဘုရားထားရှိခုပြီးဆုံးတော့ဘခေါင်းတော့ဘာနဲ့ကျမ်းမာရေးလူရှိပြီးလုပ်လိုက်တဲ့ကကုသိုလ်တော့နော်တောက်ပဲခုတက်ပြီးတယ်အဲ့ရနိုးတော့ကဗရောင်းဆင်လိုက်နိုးတော့ထောက်တယ်အမလေးကြောက်စရာကြီးပါလေဓမ္မတို့
ကြောက်ကြကြီးပါလားဆိုတော့ဒါဘုန်းကြီးကရာဟောနေတာလားလို့ဆိုတော့ခင်ဗျားတို့စိတ်ဖြစ်စဉ်ကိုကြည့်ပြီးတော့ဘုရားကဒီတော့တတ်ပါလေဆိုတဲ့အဓိပ္ပာယ်ရှင်းသွားမရှင်းရဘူးရှင်းပါဘူး။ဟောင်းပြီဒါဖြင့်သာသနာ့ဘက်ကြလာတဲ့ခါကျတော့ဒီဘက်ကဒီဘကုသိုလ်တောက်တို့အဲဒီဘကုသိုလ်တောက်တို့တောက်တယ်မတတ်ပြီဘူးလားအေးဒီတောက်တယ်ဒီကားလို့ဆိုရင်တခြားတော့အောက်မဲ့တယ်ဒကာဓမ္မတို့ဟမ်ဘိန်းကြီးလာပထောင်းလာစိုက်ကြပထောင်းလာစိုက်တော့ခொနဲ့ကကုသိုလ်တွေဖူသွေးကလည်းတဲ့ဒကာဓမ္မတွေသိတဲ့အတိုင်းကိုယ်သေးပဲလမ်းဆုံးသဘောကျဒီဘက်ကဘယ်လမ်းဆုံးကိုယ်သေးပဲလမ်းဆုံးတယ်ဆိုတာပေါ်ပါလေရှင်းမယ်ဒီဘက်အကုသိုလ်ကလည်းအပယ်သွားပြီးကိုယ်သေးပဲလမ်းဆုံးဉာဏ်ဟမပဲလမ်းဆုံးဒီဘက်ကဤပဘုံအာယပဘုံရောက်ကြောင်းကုသိုလ်တွေလောက်တာအိုသေးပဲလမ်းဆုံးအာယပဘုံရောက်ကြောင်းကုသိုလ်တွေကလည်းဆိုတော့ဒကာဓမ္မတွေဒီခန္ဓာကိုယ်ကြီးဒီကားလို့ချင်းအလေပရောင်းမှာခொနဲ့ကဓာတ်လေးခုတက်လိုက်ဓာတ်လေးခုကိုတမ္ပတ်ခွေနဲ့ဒီလေအိုသေးကနေချုပ်လိုက်အားလုံးလို့ခင်ဗျားတို့အိုသေးမှာခေါင်းထည့်အကုသိုလ်လုပ်လဲဘုံဘဝလေတဲ့ကုသိုလ်လုပ်ရင်လဲအာယပဘုံရောက်ကြောင်းကုသိုလ်လုပ်ရင်လဲယပဘုံရောက်ကြောင်းကုသိုလ်လုပ်ရင်လဲအိုသေးမှာခေါင်းဆိုင်တော့အိုသေးကိုဘုရားကတမ္ပတ်ခွေကြီးกว่าရောက်တယ်သူပါလို့မြင်ရှင်းမလားဒါပြန်အကုသိုလ်တော့ဟာလဲတမ္ပတ်ခွေလမ်းဆုံးအကုသိုလ်တော့ဟာလဲတမ္ပတ်ခွေဆိုတာဘာပါလဲမလို့ဆိုဆရာမရဏဓမ္မတော့ပဲလမ်းဆုံးပါဒါပြန်အကုသိုလ်လုပ်လဲဥသေမလမ်းဆုံးဘုံဘဝလည်းရကြတယ်လုပ်တဲ့ကုသိုလ်တွေမှာလဲနိဗ္ဗာန်ကိုမရောက်တမ္ပတ်ခွေကပိတ်ဘုံဘဝရရခြင်းနဲ့ကုသိုလ်ဟူသည်ဖြင့်ဒီမှာလမ်းဆုံးတယ်ဆိုတာသိကြကြလား။ဟောင်းပြီဒါဖြင့်ဒကာဓမ္မတွေခန္ဓာကိုယ်ကြီးအဖြစ်မိုးလန်းလာတော့ပြောင်းတယ်။သဘောကျ။စားတော့တော့အကုသိုလ်ထောက်တယ်။ဘုရားလေးချက်ကိုပြီးတရားလေးဘုရားလေးချက်ကိုပြီးဒီကလာကျမ်းမာရေးအန္တရာယ်ကင်းရေးကိုသာလိုရှိတဲ့ဝိကျွတ်ခြင်းချင်းကိုလိုရှိတဲ့ကုသိုလ်နှုတ်ခဲ့လို့ရှိရင်လည်းကုသိုလ်တောက်ပြန်ကုသိုလ်တောက်ပြန်တတ်ရိမ့်မိဗလားဒါရင်ဘုန်းကြီးတို့ဓမ္မတွေဒီတော့ဒီကားလို့ဆိုရင်ဘယ်လမ်းဆုံးပါလဲမလို့ဆိုတော့အိုသေးသမ္ပတ်ခွေမှာသွားလမ်းဆုံးဘယ်မှာလမ်းဆုံးအဲ့ဒါအိမ်ကြတော့လေခင်ဗျားတို့ဒီချက်စီပေးထားပါတယ်ဒါပြန်ကြည့်ပါပါပါလိမ့်မယ်ပါဘူးလားဒီမှာပဲလမ်းဆုံးတယ်ဆိုတာသိကြကြဩဒါဖြင့်ဒါဖြင့်ကြောက်ကြကြီးပါအရိယာညာလုံးတက်ပေးမဲ့လို့မရှိလို့ရှိရင်ဖြင့်ဒီနေ့လုံးဟာယထာဘိန်းရှင်နေတာအရိယာညာလုံးတက်ပေးမဲ့လို့မရှိရင်ဒီနေ့ပဲဘိန်းမောင်းဘလောက်နှုတ်ပါလိမ့်မလို့ဆိုလည်းမရည်တွက်ဒါကြောင့်ဒီနေ့ကနေ့လေပြောခဲ့တာကိုနည်းနည်းနားဆောင်ကြည့်ပါဒကာဓမ္မတွေပေါ်လာလိမ့်နော်အခုဒီတော့တင်နေအခုကျွတ်သံဃာလဲလာလို့ဘယ်ခါရောက်ဘယ်ကနေပြီးဒီလိမ့်လာတဲ့ဘိမန်းတော့မသိဘူးလူပြေတော့ရောက်နေလူပြေရောက်ပြီးဒီကလာဒကာဓမ္မတွေဒီတိုင်းနေကြမှာလားအိုသေးပဲသွားကြအောင်ပါအိုသေးပဲဩလူပြေရောက်လာပြီးဒီဘိန်းကြီးဒီအိုသေးမှာပဲလမ်းဆုံးနော်ဒီကနေမြတ်လိမ့်သွားမယ်ဆိုရင်ဖြင့်ခင်ဗျားတို့ငယ်တုန်းကဆူတောင်းတဲ့အတိုင်းဆိုနတ်ပြေလိမ့်မှာနတ်ပြေလိမ့်တော့အဆုံးပါရမယ်ဆိုတာကဲခက်ကြည့်ပါဟုတ်သေးပဲရ။ဒါတွေကနေတက်ပြီးလိမ့်မှမြမပြေလိမ့်မယ်ဆိုရင်လည်းဒီထားကြီးမောင်းကျင်နေစီမောင်းတဲ့တမ္ပတ်ကိုပြင်ဘက်ကိုမထွက်ဘူး။အဲ့ဖြင့်ဒီလိုကြည့်ကြပဲ။ပြုတဲ့အလေထောက်တဲ့တတ်တာဟာပုဂ္ဂိုလ်တွေမှာထောက်တတ်တာပုဂ္ဂိုလ်ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်အကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ကုသိုလ်ပဲမဲ့ရိုးရိုးကုသိုလ်မဟုတ်ဘူးနော်။ဝတ္တကုသိုလ်လုပ်တဲ့ကုသိုလ်ဝတ္တကုသိုလ်ကိုဆိုလိုက်တဲ့တခါကျရှင်းမလားဒီတော့တွေဟာလည်းအခုအပြည့်စုံတဲ့တရားဓမ္မတွေမှာတတ်တာဒီဘင်းကြီးလဲလာတယ်လည်းလူပြေရောက်ပြီဒီကနေပြည်ဒီကလာတရားဓမ္မတွေဘယ်လဲကြအောင်မလဲဆိုတော့လည်းမပြောတတ်သေးဘူးတပတ်ကြမညံဘုံညာမရရင်မပြောတတ်သေးဘူးပေါ့ဗျာမညံဘုံညာရရင်တော့ဖြင့်ဒီပြေတော့ဒီကနေဘယ်မလိမ့်တော့ပါဘူးပြောတယ်ရှင်းမလားခိုင်းဒါဖြင့်တရားဓမ္မတို့ခမည်းတော်ဒ
ကကျွဲတို့ဖြစ်တွေကလည်းတဲထိုးတယ်နော်တကယ်ကျွဲတို့ဖြစ်တယ်တကယ်ဖြစ်တို့ဖြစ်တွေကသိထိုးပါတယ်ဘာလဲဆိုတော့ဆိုလို့ရှိရင်မျက်လုံးလေးဖွင့်လိုက်တယ်မျက်လုံးလေးဒီနေ့မနေ့စောစောပဲဖြစ်နေတယ်တော့မျက်လုံးလေးဖွင့်လိုက်တယ်ဖွင့်လိုက်တယ်ဆိုတဲ့ကမျက်လုံးလေးကသားလေးမြင်လိုက်သမီးလေးမြင်လိုက်မြင်ပြီမြင်လို့ရှိရင်တကသားအာယုံတကဓမ္မတွေကမျက်လုံးလေးကြည့်တယ်ခါကြတော့မြင်တယ်မြင်လို့ရှိရင်ခင်တယ်သဘောကျခင်တယ်ဆိုတော့အကုသိုလ်ဖြစ်ခင်တယ်ပြီးရင်ခင်ရုံနဲ့မရဘူးဆွဲလန်းတယ်လည်းမဟုတ်ဘူးသူ့ကိုပဲဆိုရင်လည်းကြောင်းကြတယ်ကာယကံဝစီကံနဲ့ဘယ်လမ်းမသွားနဲ့ဒီလမ်းဖြစ်မတော်ဘူးဆိုတဲ့ဝစီကံတွေကိုပြောမိဆိုပြောပါဩဒါတွေကနှလုံးဘောက်ကနေပြီးဒကာဓမ္မဘာလို့ပြန်ပါလိမ့်မလဲလို့မေးတဲ့အခါကျမှကာယကံဝစီကံလုပ်တယ်ဗျာသဘောကျနှလုံးဘောက်ကဘာလို့ဒါဖြင့်ဒကာဓမ္မတို့ဒီထဲမှာထောက်လဲတာပထမထောက်ပြတ်သွားလို့ရှိရင်နောက်တော့လဲဖို့အစင်နဲ့ပြင်ထားတယ်မျက်လုံးပေါက်စိတ်ငါလုပ်တဲ့တောင်းရှင်းဘယ်ကလုပ်တဲ့တောင်းဖို့တော့ပြက်ပလားလို့မဲလို့ရှင်းအရင်လာတဲ့ဘိန်းကြီးမှာထောက်တင်ညာပြက်ကုန်လို့တန်ရာအကန့်ကွက်ကြီးပြက်ပါဖို့လားလို့ဒီလိုဆိုလိုက်ပါနဲ့တဲ့မပြက်ခင်ဒီကထောက်လို့ထားတယ်သေချာစဉ်းစားရမ်းပြောလို့မရဘူးသေချာစဉ်းစားတော့ဒကာဓမ္မတွေမျက်လုံးပေါက်ကဘာတွေလုပ်ပါလဲဟာအရင်ဘိန်းကြီးကပြက်ပလားအိုးမပြက်သေးဘူးမပြက်သေးတာအရင်သံဃာလဲတဲ့ဇက်ကြီးကသခမတတ်တောက်ကြီးနဲ့လဲထုံးမယ်တို့တော်ဒီကအစားလုပ်ထားဘာလုပ်ဘာပြက်လို့တော့ကျင့်လေဖို့ရင်းမိဗလားအမလေးတရားဓမ္မတွေသံဃာလဲဖို့တောက်ကြီးကဒီဥစ္စာကြီးဘိန်းကြီးအကုန်ပြက်သွားရင်သိကောင်းမယ်ကောင်းများတော့လေခွန်ကြီးတရားဓမ္မတွေကတော့အရှင်နဲ့လောက်ထားတော့ကိုယ်ရှင်နဲ့လောက်တာကအရင်မတော်ဟောနိုင်နောက်တော့တိုက်ဖို့ပဲဆိုတဲ့ဥစ္စာမျိုးလုံးပေါက်ကအသက်လို့ပြဟောင်းရလဲဖို့ဘယ်လိုပါလဲဟောင်းရလဲဖို့တရားဓမ္မတွေဘယ်လိုအိဗယ်ရဟောင်းရင်အိဗယ်လဲဖို့ပဲရတယ်ဒီပြန်ဘာမှမရဘူးဟုတ်ပါဒါနဲ့လုံးပေါက်ကနေပြီးသားတို့သမီးတို့ဆိုရင်မူကြောင်းရမှုတွေဟာဘာလောက်တာတော့မဲတော့ဟိုဘိန်းကြီးကိုတပြည့်တော့အပိုးဆောင်တာမျိုးလုံးပေါက်ဆိုရင်ကနေပြီးကာလဒကာဓမ္မတွေဘယ်နဲ့ကဘိန်းကြီးမှာဓာတ်တွေအစင်စင်လောက်တာပဲဒကာကျော်ဘယ်နဲ့ကြောင့်လောက်ပါလိမ့်လဲဖို့ဆိုတဲ့အရင်ဘိန်းကြီးလဲနေရတဲ့ဥစ္စာမလဲနိုင်မှသူတန်မြာကြီးလဲနေတဲ့ဘိန်းကြီးကိုမလဲနိုင်မတော့တောက်ခုကျိုးသံဘိန်းကိုယ်ကဖြစ်ပြီး30ပုံနဲ့ဒိုင်းနဲ့မပြည့်နိုင်မှသိုးတယ်နဲ့ထောက်လဲဖို့မျိုးလုံးပေါက်ပါလေရိမ့်မိဗလားဘာလို့ဖို့ပါဒီနေ့ဘယ်နှကြိမ်တောက်တင်များခင်ဗျားတို့လောက်ထားပါလိမ့်အမှားရတဲ့များနေဦးမလို့ရှင်းမလားဒကာဓမ္မတွေခင်ဗျားတို့ဒီဥစ္စာကိုမသိလို့ရှိရင်လည်းမျက်လုံးပေါက်ကဥပဒနာဉာဏ်နဲ့မလိုက်လို့ရှိရင်လည်းတောက်လို့တာသက်သက်တောက်တယ်မကဘူးဒကာဓမ္မတွေဘယ်တော့မှဆက်ခက်လိုက်တာသားလေးဆိုတော့မသိတာကဝိဇ္ဇာမလေးဟုတ်ဘူးလားခင်းသားကတဏှာမလေးဟောဘောလင်းလာလို့ရှိရင်ပထောင်နဲ့လုပ်လိုက်ကာယကံဝစီကံနဲ့လည်းပြောလိုက်ဆိုလိုက်ဆိုတော့ပထောင်နဲ့လုပ်ပြီးသားဒီဆိုင်မှာတောက်လဲလုပ်ပြီးသားရင်းမိပဲဟောဒကာဓမ္မတို့နေတိုင်းပါလို့ကြပါလိမ့်မလို့ဆိုတော့ပထောင်ကွဲရင်ပထောင်လဲဖို့ဖြတ်တောက်ကျိုးရင်အစားထိုးဖို့ဖြတ်သေသေးချာချာမှတ်ပါခင်ဗျားတို့ပထောင်ကွဲရင်ပထောင်ကွဲရင်လဲဖို့တောက်ကျိုးရင်အစားထိုးဖို့အဲ့ဒါခင်ဗျားတို့နေတိုင်းလုပ်နေတယ်လို့ဟောကြဘယ်နည်းတရားနှလုံးသွင်းကြသားလေးဖြစ်ရသမီးလေးဖြစ်မြင်လိုက်တယ်ဆိုတော့ချင်းဒုက္ခသစ္စာရဲ့လို့မမြင်မဲနဲ့သာဘူးသောအမှမြင်လိုက်ပြီဓမ္မပြန်တာဝိဇ္ဇာမြင်လို့ရှိရင်လည်းဒီဥစ္စာအကုရပဲကိုယ်စားရပဲခင်ရမရပဲဆိုတော့တဏှာဒါမျိုးလုံးပေါက်ကနေပြီးကျေးဇူးတော်ပထောင်းလို့သစ္စာမသိတော့ကြောင့်ဝိဇ္ဇာခင်တော့ကြောင့်ဝိဇ္ဇာနဲ့တဏှာပထောင်းသဘောကျ
မပြောတယ်မပြီးမတီးတယ်မပြီးဆိုတော့ပဲဆိုရင်ကြောင့်ကြတယ်မိမိပါဆိုတော့လူကြီးရဲ့လူဖြစ်လာတော့ကာယကံနဲ့လည်းစမ်းသပ်ကြည့်ဒီမှာကောင်းနေတာကိုသာသမီလေးတွေစမ်းမှုကြတယ်တကြိမ်နဲ့ထွက်ကာယကံနဲ့စမ်းမှုတော့ဝစီကံနဲ့ကဒီကံမသွားနဲ့ဒီစမ်းမစားနဲ့ပြောပြီးပြောပြီးဒါတွေကဒကာဓမ္မတွေကာယကံခင်းလို့ပြောတာလေနော်ဒီကာယကံဝစီကံတွေကဘာတော့တော့လို့ပြန်ပြောပါတယ်ဒကာဓမ္မတွေဒါဂရိထားပါမနေ့မောရင်သားလေးပြန်လိုက်တာသားတယ်လို့ပဲမှတ်ထားလိုက်လို့ရှင်မသိတဲ့ဝိဇ္ဇာသင်တဲ့တဏှာကလည်းလိုက်ဘာလုပ်ပြီးလို့ကာယကံဒီကံနဲ့ဒကာဓမ္မတွေပြောမိသုံးမိဟုတ်လားဒေါသနဲ့ပြောမိတယ်ကာလပါရလောဘနဲ့ပြောမိတဲ့ခါရောဒီကနေ့ကဘာလုပ်ကြလဲတောက်လို့နော်ဒကာဓမ္မတွေမိုးရင်းလို့ရှင်းဗတောင်းပြည့်ရင်ဗတောင်းစားထုတ်ဖို့နောက်ဘဝကပါလာတယ်ဗတောင်းကြီးနဲ့စားထုတ်ဖို့ရောက်တယ်ပြည့်လို့ရှင်းဒီလိုဆိုလို့ရှင်းသမတ်ခွေကြီးကဒကာဓမ္မတွေဘုရားမနသမတ်ခွေကြီးကဘယ်ခက်ကလာမှပြုတ်တော်မှာမဟုတ်ဘူးဗတောင်းပြည့်ရင်ဗတောင်းစားထုတ်တောက်ပြည့်ဒီသမတ်ခွေပြုတ်ပြန်နေတယ်ဒါဖြင့်ခင်ဗျားတို့ပိုသေးပဲတော့မှမလွတ်တော့ဘောပါပိုသေးရပါနဲ့ဘာဖြစ်လို့မလွတ်ကြပါလိမ့်မလို့မေးတဲ့အခါကျမိုးလင်းရပထောင်းနဲ့တောက်ကတပြည့်ကအပုံကြီးလုတ်ထားတာရှင်းမလားဟာဘာဖြစ်လို့တော်တော်ကြီးကျယ်လုတ်ပါလိမ့်မလို့ဆိုတော့တပြည့်တို့ပိုသေးကိုအားမရပထောင်းစားထိုးရတောက်ကောဒါဖြင့်ဒေါရ6ပေါက်တဲ့ုံနဲ့ပြီးဒီကလာနေတိုင်းပထောင်းနဲ့တောက်လို့ဒွါရ6ပေါက်တဲ့ုံနဲ့ပြီးပေချာစဉ်းစားနှတ်ထောက်ပါဟောငါတို့ပြောသေးသူသေးဟာဖြင့်ဘယ်လိုများကျေးဇူးများကြတော့ဆိုတော့ဥစ္စာတခါကျော်ပေါ်လာလူကြီးမို့ပြောရတယ်မနေသာတာတွေကမလာဘူးလားမနေသာလို့ပြောရတယ်ကဝစီကမနေသာလို့သာယသမီးနဲ့သွားရတာကကာယကံသဘောကျလားမနေသာလို့သွားရလာရတာကမနေသာလို့ပြောရဆွဲဒါတွေထောက်မှလာဘုရုကိစ္စတော့အိုးသာကိစ္စပေါ့ဗျာမမေးကိစ္စပေါ့ဗျာဒါကအဝိဇ္ဇာဒါတွေကခင်ဗျားနဲ့ဘာသတ်ကြုံရှင်ပြအဲဒီဥစ္စာသတိတော်ရင်သွေးတွေပေါ့ဗျာဆိုတော့တခါဝင်ရင်းမိဘူးလားဒါပြန်မောလင်းတာတခါကျော်ဘာတွေများလုပ်ပါလိမ့်မလို့ဥပဒနာမလုပ်တဲ့အချိန်ဘာတွေများလုပ်နေပါလိမ့်မလို့မေးရင်ဖြင့်ပထောင်းနဲ့ထောက်လို့ရှင်းအရင်ပထောင်းကတော်တော်အိုလို့လားဗျအရင်တောက်တွေကပြည့်စုံမဲ့ဆဲဆဲမှုလားလို့ပြောလို့ရှိရင်မဟုတ်သေးပါဘူးဗျာလိုတော့တတ်ဘူးရိတ်နေဗလားဘယ်လိုဖြစ်နေကြလိုတော့ခိုင်းကျဲပထောင်းလို့ကောက်လို့လိုတော့တတ်ဘူးတဲ့ုံမလောက်ကလောက်ပါလိမ့်မလဲဘာသာ6ပေါ့ဗျာတဲ့ုံ6ရုံကနေဒီဓမ္မတွေလောက်လိုက်တဲ့ဖြစ်ချင်းဒီနေ့မှတရားနောက်နိုင်ငံကျဲုံကြီးတွေကြီးကျယ်တယ်ဆိုတာခင်ဗျားတို့အိမ်နေတော့ရှိသေးတယ်ရိပ်ပြီလားညလုံးဖွင့်လိုက်ဘယ်နှခါဖွင့်မှန်းမသိဘူးဖွင့်နိုင်နဲ့ဘယ်တော့မှတောက်ကလုတ်ပြီးသားဖြစ်ရိပ်ပြီလားဒါဖြင့်တရားဓမ္မတို့ခင်ဗျားတို့ဟာလူတသိသိလို့နိဗ္ဗာန်မရောက်ပါဘူးပါသူတိတောက်နိဗ္ဗာန်မရောက်ဘူးဆိုတာဟောယုံမလားဟာဘာတွေလုံးနေတော့မရောက်ပါလဲသံဃာလဲဖို့ဘယ်တော့နဲ့ထောင်းလုံးနေတဲ့ပုဂ္ဂိုလ်ရှိပဲ။တောင်းချိုးတဲ့ပုဂ္ဂိုလ်ရှာမှရှာ။သဘောကျလား။တောက်ပင်းတောက်ချိုးတဲ့ပုဂ္ဂိုလ်ကောရှာမှရှာတခါရှိတယ်။ဘုရားဓမ္မတွေနာကြည့်ကြည့်လာတော့အမှန်တန်ကျင့်တာ။သဘောကျလား။နာကြည့်လာတဲ့ဆိုရင်တော့တရားကိုအခုကြရတဲ့ကုသိုလ်လို့ဘုန်းကြီးကလည်းဒီဥစ္စာနားလည်အောင်ပြောမှဝတ္တရားရှိ။သဘောပါကြ။ကောင်းပြီဒါဖြင့်မျိုးလုံးဖွင့်လိုက်လို့ရှင်းရင်လည်းဒီခါကျတခါသိသစ္စာမသိလို့ရှင်းရင်တဲ့မတော်လို့ကာယကံဝစီကံလိုက်လာရင်ထောက်လို့ရှင်းမလားဒီတော့ဒီပဲဒီတော်ရဲ့ဒီတော့ဒီဘယ်လမ်းဆုံးပါလိမ့်မလို့မေးတဲ့အခါတန်ပတ်စီမှာလမ်းဆုံးပါဗျာကိုယ်သေးပါ
ဥသေးမှာလမ်းဆုံးတယ်ဆိုတာပေါ်လာဒီကြည့်လေသမ္ပတ္တိပတ်တာတော့လည်းပြေးနိုင်သေးရဲ့ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်လည်းဥသေးပဲဝိုးကုသိုလ်တွေကူရအကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်လည်းဥသေးပါယူပဘုံရောက်ကြောင်းလုပ်တဲ့ကုသိုလ်တွေလည်းဥသေးပါအာယုပဘုံရောက်ကြောင်းဖြစ်တဲ့ကုသိုလ်တွေလည်းဥသေးပါကဲသမတ်ကိုပြင်မဲ့ထွက်နိုင်တယ်မထွက်နိုင်တော့ဘုန်းကြီးတရားဓမ္မတွေမှာဆရာသမားအကူကြီးကင်းခဲ့ပြီရှိတော့တရားဓမ္မတို့သိတဲ့အတိုင်းနဲ့ဘယ်နည်းနဲ့မှဒီပရောင်းမပြတ်နိုင်ဘယ်နည်းနဲ့မှဒီတော့တွေလုတ်ပြီးသားလဲခမည်းတော်အသာမထိုးပဲမရှိဘူးသဘောကျတယ်ဒါပြန်ခင်ဗျားတို့တပည့်တော်နောက်တုန်းကဗာများဖြစ်ခဲ့ပါလိမ့်မလို့ဗျာဒီဘိန်းကြီးတိုင်းပေါ့ကွာအဝိဇ္ဇာတဏှာပရောင်းကြီးနဲ့ဘုံညာပိသင်္ခါရအဘုံညာပိသင်္ခါရဆိုတဲ့၆တင်နဲ့တရားမရဏကိုကြီးနဲ့30ဘုံမှာခန္ဓာဝန်ထားပြီးဒိုင်းတိုင်းပြေးနေတာပေါ့ကွာဒါပဲပြောချင်တယ်ဒီပြင်ပါရှိသေးတယ်ပေါ်ရဒီတခါအခုဆရာကောင်းဓမ္မကောင်းနဲ့တွေ့ဘုန်းကြီးတရားဓမ္မတွေကဆောင်းနေတဲ့နားလေးနဲ့တခါကျွဲရှိနေပြန်တော့ဒီတခါဗရောင်းကိုခင်ဗျားတို့ချိုးနိုင်ချိုးကြောက်တယ်ကိုလည်းချိုးနိုင်ချိုးဒီတကားမှမချိုးမိလို့ရှင်းဖြင့်ခင်ဗျားတို့မြေကြီး73မိုင်တက်တောင်မှကိုသေးတော့မလွတ်ပါဘူးလွတ်ပါသိကြောက်ရှာကောင်းပါလားအဲ့တော့ခင်ဗျားတို့ကိုသတိပေးချင်တာကများများမဟုတ်ပါဘူးရောက်ရခင်တဲ့တဏှာဆူဆူရောက်ရခင်တဲ့တဏှာရောက်ရခင်တဲ့တဏှာဆိုတာခုမှကိုယ်ခန္ဓာကြီးကလည်းခုကိုယ်ခန္ဓာကိုယ်ခင်တာလဲရောက်တဲ့ဘဝမှာကိုယ်ခန္ဓာကိုယ်ခင်တာပဲခွေးဘဝရောက်တယ်လေခွေးခန္ဓာလေးခွေးရခင်တယ်အဲရောက်ရခင်တဲ့တဏှာရောက်ရမသိတဲ့အဝိဇ္ဇာဒီဟာကြောက်เสียကောင်းတယ်ရောက်ရမှာမွေးတဲ့သာသမီဒါလေးတွေအသက်လုံးပြီးတဲ့ကာလခင်ဗျားတို့ကပါသဘောကျအဲဒီအဝိဇ္ဇာနဲ့ဘဝတဏှာဟာဒကာဓမ္မတွေသိတဲ့တိုင်မထောင်းမြအဝိဇ္ဇာနဲ့ဘဝတဏှာကမထောင်းမဲဆိုတာသိကြပါလားအဲ့တော့ကိုယ်တဏှာမှာကိုဒီကကိုယ်ခန္ဓာကြီးဒုက္ခသစ္စာမသိတဲ့ကအဝိဇ္ဇာကိုယ်ခန္ဓာနဲ့သာသမီတွေခင်တာကတဏှာဆိုတော့နေတိုင်းဒီဥစ္စာကြီးကမထောင်းလဲနေတာပဲမထောင်းတွေပဲထပ်လုံနေတာပဲဆိုတော့ညံ့ဖို့လိုသေးလားဒါရင်းနဲ့ပတ်သက်ပြီးကာလကိုယ်ရင်းကိုကျုပ်ပြောရအောင်မယ်ကိုယ်သားသမီးရင်းကိုကျုပ်မနေနိုင်ဘူးပြောရလိမ့်မယ်ကျုပ်မဆိုင်ရင်ကျုပ်မပြောပါဘူးမင်းကတဏှာနဲ့ဗာနဲ့ဆိုင်တယ်ဆိုတော့တဏှာပြောတယ်မဆိုင်ရင်ကျုပ်မပြောပါဘူးကျုပ်ကအမှန်တမ်းသူတော်ကောင်းပါဘူးတော့မခံတာနဲ့ပြောလိုက်ရတယ်ဆိုင်နေနေတာနဲ့ပြောလိုက်ရတယ်ဆိုတော့ဆိုင်တာကတဏှာပြောရတာကာယကံလူစည်းကံဒါကြောင့်တမင်လာပြောပါတယ်ဆိုတော့တမင်လာတာကကာယကံပြောပါတယ်ကဝစီကံရိပ်နေဗလားတမင်လာပြောတယ်ဆိုတဲ့စကားဟာလေမျိုးလုံးကြီးရင်တော့လာတာကပါတဲ့ကာယကံပါဗျာတမင်လာပြောရတယ်ဆိုတာကဝစီကံပါဗျာနင်းမို့နင်းတော့တမင်ကကိုပြောနေတာအမှန်ထောက်တတ်တယ်တော်ရဲမရဲဘူးလားဘာရဲကြထောက်တတ်ရဲဘာအရင်တော့ဒီဒကာဓမ္မတွေဆွေးမြေ့သွားလို့ရှိရင်ဒီတော့နဲ့ပြန်လဲပြီးကြတာဒီအိုဘက်တွေပဲဝင်အောင်လို့ဒါကိုရဲတင်းတင်းပြောတာသဘောကျဆိုတော့ခင်ဗျားတို့ကတော့ဘာပြည့်ရှိတုံးပြောချင်လည်းပြောမှာပေါ့လေအပြစ်ကတော့ပြန်ပြောကြမရှိပါဘူးဒကာဓမ္မတို့ပဲလေးပါပါပဲလို့ပြောရမရှိသဘောပါအဲ့ဒီတော့ဘုန်းကြီးတို့ဒကာဓမ္မတွေမှာမိုးလင်းရင်ဒကာပြည့်ဘာလုပ်ကြကြုံမေးရင်မနဲ့ဖြစ်ပါဘယ်တော့မလင်းနဲ့အောင်ဘုရားဒီမအိုသေးဘူး။တန်ရလဲလို့ရှိသေးတယ်လဲလို့မရှိသေးတယ်။အခုကအစင်နဲ့စောင့်ထားတာ။မော်တော်ကသဘေရဝယ်ထားတယ်လို့သိတတ်မှာဆိုလို့ရိပ်မိမလား။အဲ့ဒီလိုလောက်ထားတာပါဆိုတာကဓမ္မတွေရှင်းမလား။အဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေနိုင်တဲ့ဆရာမကူလို့ရှင်းဖြင့်နေတိုင်းဗရောင်းပြည့်ရင်ဗရောင်းလဲဖို့ဆောင်ထားမှာ။တော့လဲရင်တော့ရိုးသွားရင်တော့လဲဖို့ပြင်ညမှာအဲ့ဒါကြောင့်ဝါရ6ပေါက်ဘုန်းကြီးတွေကဒကာဓမ္မတို့သိမကောင်းလည်းမလုပ်ပါနဲ့တော့လည်းမလုပ်ပါနဲ့တော့သဘောကျဝါရ6ပေါက်ကနေပြီးလုပ်တဲ့ဗရောင်းကိုဝါရ6ပေါက်ကနေပြီးချိုးရင်လည်းရသဘောကျဒီတော့ငါလုပ်လိုက်ပြန်လည်းရတာမလုပ်ခိုင်းနေလေ
အဲ့ဒါကများတော့အလုံးဆိုတာတွင်မကောင်းတယ်လို့များအောင်းမိနေခဲလိုက်ဦးမယ်ရိပ်မိလားအလုံးဆိုတာပါလေဒီတွင်လာကတွင်လေးလေးခင်ဗျားတို့အပယ်သက်ရှိတွင်လေးလေးသဘောပါအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေမှာခင်ဗျားတို့ရှင်းနေတဲ့အသက်ဟာဒီလိုသစ္စာတွေမသိဘဲနဲ့ဝိပဿနာဉာဏ်ဘုန်းကြီးနေတိုင်းဟောသလိုဓမ္မတွေမလုပ်ဖမ်းနိုင်နေကြမယ်ဆိုရင်ဖြင့်ဩအသက်ရှိတော့တန်တရားရှိတော့ဘယ်နဲ့ဆိုကြအသက်ရှိတော့တန်တရားရှိချကြတော့မယ်တန်တရားဆိုတော့ခင်ဗျားတို့ကသံကောင်းဖြစ်နေဦးမှာနော်အသက်ရှိတော့ပုံမှုပင်မှုယဉ်ထုမှုများချတော့ဒါပဲရှိဒီပြင်ပါရှိသေးတယ်သဘောပါဒါဖြင့်ဒွါရ6ပေါက်ကလာတဲ့မထောက်ဒွါရ6ပေါက်ကလာတဲ့ထောက်ဒီစိတ်ယုံတွေကမဖြစ်သေးလို့ရှင်းတယ်တဲ့ဒကာဓမ္မတွေဒီစိတ်ယုံတွေကိုမဉ္ဇဉ်လေးဟူသောဘုံတွေနဲ့ကျဲမှရမလို့ဖြစ်ပေါ်ကြအဲ့ဒီစိတ်ယုံတွေဒကာဓမ္မတို့မဉ္ဇဉ်ဝင်မှရမယ်မဉ္ဇဉ်မဝင်ရင်မရတော့ဒီလိုလုပ်လိုက်တာပေါ့ဒကာဓမ္မတို့ဥပဒနာဉာဏ်ကတော့ဟောဖို့အလွယ်လေးပါဥမာမြင်လိုက်တယ်မြင်တဲ့အာယုံကိုလည်းဖြစ်ဖြစ်ရှိရှိဘုံမြင်စိတ်ကိုရှုပလိုက်မြင်စိတ်ရှုပလိုက်တော့ဝိညာဏအိဋ္ဌံဆိုတဲ့အတိုင်းနော်သက္ကဝိညာဏအိဋ္ဌံဆိုတဲ့အတိုင်းသိတ္တ ानु ပဒနာလည်းဖြစ်သွားပြီးတော့သိကဖြစ်ပြရှုတာကမဲ့ဖြစ်သွားတယ်ဒီဘက်ကဒကာဓမ္မတို့သိကဖြစ်ပြရှုတာမဲ့ဆိုတဲ့ပထောင်းရှိသေးတယ်ပထောင်းမှမရှိလို့ရှိရင်ကာယကံဝစီကံဆိုတဲ့ဓာတ်တွေကိုမဲ့ကလုံနိုင်ရတာမဲ့ဒီကားလို့ဆိုရင်ဖြင့်ဒကာဓမ္မတို့ဖြစ်ပြတဲ့မဲ့ဆိုတဲ့ကခொနည်းပြောတဲ့ကံတွေကိုသူကဖြတ်တယ်ဘယ်တော့ချိုးလိုက်မဲ့ဆိုတာကံပြမဲ့ဆိုတာကံပြဆိုတဲ့ထောက်ချိုးတယ်တပည့်ကြဒါပြန်ဖြစ်ပြမြင်တာဒီဖြစ်ပြကဒုက္ခသစ္စာမြင်တာကဝိဇ္ဇာမဲ့ကသစ္စာဆိုတော့ဝိဇ္ဇာလာတဲ့ကိုကဒကာဓမ္မတို့ဝိဇ္ဇာဘယ်တော့မှရှိသေးရဲ့ဝိဇ္ဇာလာတဲ့ကခုနကမြင်တာလေးဖြစ်ပြကိုယ်စိတ်ကလေးဖြစ်ပြပြုပြီးတကယ်ကနေလို့ရှိရင်တဏှာကိုလာတယ်အဝိဇ္ဇာလည်းမလားတဏှာလည်းမလားဆိုတော့ဒကာဓမ္မတို့အဝိဇ္ဇာကဝိဇ္ဇာဖြစ်တဏှာကအလောဘဖြစ်မဖြစ်သေးဘူးဒီတည်းကဘယ်တော့လုတ်တဲ့ဆက်ဟုတ်သေးလားဒီချက်ကနေပြီးဆက်ပြီးကာလနဲ့ကာယကံဝစီကံနဲ့ပြုံးပြီးဆုံးပြီးရှိသေးရဲ့မရှိတာအဲ့ဒီကံတွေကိုလည်းမက်ကဖြတ်ချင်နောက်လာမဲ့ကံတွေလည်းဒါဖြင့်ဒကာဓမ္မတို့ဘယ်တော့လည်းမလုတ်တောက်တယ်လည်းမပြင်းစင်ဒီမက်ပဲကျူးတယ်မက်ပဲဒီရမယ်ဒီဗရောင်းကိုလည်းအသိမလုပ်တော့ပါဘူးရိမ့်မိလားဒကာဓမ္မတို့တောက်ကိုလည်းသူအသိလုပ်သေးရဒါဖြင့်ဟိုဘိန်းကြီးကုန်ရင်ခင်ဗျားတို့နောက်ထပ်လဲကြမရှိဟိုဘိန်းကုန်သွားမူလဘိန်းကြီးကုန်သွားရင်နောက်ထပ်လဲကြပတ်ပြရှိသေးရဲ့အဲကြောင့်ဝိပဿနာဒီကားဆိုကံပြတ်ဆိုတာတောက်ဖြတ်ပြောတာဝိပဿနာဒီပါပါလေတောက်ဖြတ်တာအဝိဇ္ဇာကပထောင်းမလုပ်ပါနဲ့ဆိုတော့ဖြစ်ပြဒုက္ခသစ္စာအဲ့ဒီဒုက္ခသစ္စာမြင်တဲ့ကအဝိဇ္ဇာလားဝိဇ္ဇာလားဝိဇ္ဇာလာတဲ့ကတရားဓမ္မတို့သားကိုမြင်အောင်တော့မိမိစိတ်ကိုမြင်အောင်တော့ဒီစိတ်ကလေးသာယာသေးတယ်မသာယာလို့ရှိရင်ဖြင့်တဲ့တရားဓမ္မတွေသိတဲ့အတိုင်းအဝိဇ္ဇာနဲ့တဏှာပထောင်းကလည်းမရှိတော့ပါဘူးမရှိတဲ့တွေ့တဲ့ဒီမက်ဒီမရှိတာကိုသိသွားတဲ့မက်ဒီကားလို့ရှိရင်ကနောက်ကနေလည်းလာကုန်မပေးသောကြောင့်ဒကာဓမ္မတို့ဒီမဲ့ဒီပတောင်းကိုလည်းချိုးပါသဘောကျတောက်တွေကိုလည်းပြည့်စည်စေပါဒါလည်းမတောင်းတော့မရှိတော့သမ္မာခွေကြီးကသူ့ဟာသူနေကျွတ်တို့အသက်တွေနဲ့ရသွားပြီဆိုတာသဘောကျဒါဖြင့်ဒွါရ6ပေါက်ကနေပြီးဒီကာလဒကာဓမ္မတွေဘောမြင်စိတ်ကလေးဖြစ်ဖြစ်ယူကြားစိတ်ကြံစိတ်တွေကုန်ဖြစ်ဖြစ်ရှုသဘောကျကုသိုလ်တရားကုသိုလ်စိတ်တွေပေါ်လာရင်ရုပ်စွာဆုံးပြလောဘဒေါသမောဟပိုင်ရှုစိတ်စိတ်ကလေးတောင်းဖို့ဖြစ်ဖြစ်ရှိလိုက်တာဒီဒကာဓမ္မတို့ဗတောင်းကိုချက်စည်း၍တောက်ကိုချိုးတဲ့လို့ဗတောင်းကိုတောက်ကိုဒီလုပ်တဲ့ကောင်းတယ်ရှိသေးရဲ့ဒါပြန်သံဃာစကံတတ္တဒီဘိန်းကြီးလည်နိုင်သေးရဲ့အာသဝတွေကလည်းမလှဲ့နိုင်တော့
ဒီလိုကဖြစ်ဖြစ်နေတော့ကာမသွားလဲကာမဘုံကာမအာယုမလို့ခြင်းတော့ဘဝသွားတယ်ဟိုဘုံလည်းဖြစ်ဖြစ်ပဲဆိုတာသိပြီးတော့ကြောင့်ဘဝသွားလည်းမလားဘူးသဘောကျလားဖြစ်ဖြစ်နေတော့ကြောင့်ဒိဋ္ဌိကောလာလိဒိဋ္ဌာသွားလည်းမလားပါဘူးဖြစ်ဖြစ်ဒုက္ခသစ္စာပဲလို့သိတော့ကြောင့်အဝိဇ္ဇာသွားတော့မှာတော့ပြန်ဝင်ရိုးလည်းမလို့ဝင်ရိုးလည်းမလို့ပတောင်းလည်းမလို့ဟုတ်လားရောက်တယ်လေကျိုးတဲ့ဥစ္စာပြန်ဝိပဿနာဉာဏ်နဲ့မဉဏ်ပဲရှိတယ်တခါကျွေးဒါခင်ဗျားတို့အာကိုရအဖြစ်ဆိုတာပေါ်လာဒါဖြင့်ဒီဝိပဿနာပဲလုပ်ပါရှင်းပြီကဲသွားကြစို့